ခဏလေးဒီယုံလေးဘာလို့တလုံးတုံလှန့်ပြေးသွားတာလဲတည်ယုံကနေဆိုတဲ့အတန်းကြီးနဲ့အတူကဘာပြက်ပြီလို့သူထင်သွားတာမိုးပြိုးပြီးပြေးဟာဒီလိုနဲ့တကောင်ကနေနှစ်ကောင်တည်င်းကတောထဲမှာပြန့်သွားပြီတောတစ်ခုလုံးပေါ်လုံးရိုက်ပြီးအကုန်လုံးလိုက်ပြေးကြတော့တာပြီးလို့ပြီးနေတယ်အဲ့ဒီချိန်မှာတောမဲလမ်းကနေပိတ်ထားလိုက်ပါတယ်ဘာဖြစ်လို့ဒီလောက်အလန်တစားပြေးနေကြတာလဲမိုးပြူနေပြီမင်းကြီးကျွန်တော်ကိုယ်လိုက်ကြားခဲ့တာရှင်သေးကြီးကအဖြစ်မှန်ကိုတီးဖို့ယုံကလေးအိတ်ခဲ့တဲ့နေရာကိုပြန်သွားတယ်ဟောကြည့်လိုက်အောင်မိုးပြိုတာမဟုတ်ပဲတစ်သီးတစ်လုံးပြိုကြမင်းကြားတဲ့မိုးပြိုတာဆိုလားဒါလားယုံကလေးမှာတော့ရှက်လုံးလို့မီးကြီးတဲ့တောင်ဝင်ကျင်သွားပါတခြားတိရစ္ဆာန်တွေလည်းတစ်ကောင်နဲ့တစ်ကောင်ကြည့်ဒီကုန်ကြတယ်တည်င်းတစ်ခုကိုအတီးမပြည့်ပဲမယုံကြနဲ့လို့ရှင်သေးကြီးကဆုံးမလိုက်တယ်အခုခေတ်မှာလည်းဒီလိုယုံကလေးတွေနိုင်တယ်တည်င်းအမားတွေကိုမဖြန့်ခင်တေချာစဉ်းစားကြဖို့လိုပါတယ်တော်ကြီးကတော့ပြန်ပြီးညင်တက်သွားပါတယ်အခုတော့ပီပီလေးကိုယုံကလေးကအရာသားရှိစားနေတယ်တည်င်းအမားတွေကိုအတူတူတားဆီးရအောင်နောက်ထပ်ပါကြည့်ချင်တယ်ပြောခဲ့ပါဦးနော်